အားလုံးအတွက်မင်္ဂလာရှိသောနေ့ဖြစ်ပါစေခုချိန်မှာကျွန်တော်တို့ဘုရားသခင်ရဲ့ပြည့်ညတ်တော်10ပါးထဲက6ခုမြောက်သောပြည့်ညတ်တော်အကြောင်းအတူတူကလေ့လာကြပါစို့ဘယ်ကျမ်းချက်မှာတွေ့နိုင်လဲဆိုတော့ထွမြောက်ရာကျမ်းအခန်း20အပိုက်73မှာတွေ့နိုင်ပါတယ်လူအသက်ကိုမတတ်နဲ့ဆိုပြီးတော့ဘုရားသခင်ကတားမြစ်ထားတဲ့အရာကိုကျွန်တော်သိရှိရပါတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်ကိုလူအသက်မတတ်ဖို့ရန်တားထားလဲဆိုတော့သူဟာဆိုရင်လူရဲ့အသက်ကိုတန်ဖိုးထားတယ်အသက်ပြေးပိုင်ရှင်ဖြစ်တဲ့အပြင်လူရဲ့အသက်ကိုတန်ဖိုးထားတယ်ငိမ့်ငိမ့်ချမ်းချမ်းနဲ့နေစီခြင်းတဲ့မုံသေးခြင်းကိုမကြိုက်တဲ့အတွက်ကြောင့်ဘုရားသခင်ကလူအသက်ကိုမတတ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုတားမြစ်ထားတာဖြစ်ပါတယ်ဒီပြည့်ငတ်တော်ကိုကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကတစ်ကနေ400ကြတော့ဘုရားသခင်ကိုချစ်ရင်လိုက်လျှောက်ရမယ်လုပ်ရမယ်အရာတွေဘုရားသခင်ကပေးထားတဲ့အပြင်ငါးအနေကျွန်တော်ကြည့်မယ်ဆိုရင်ငါးနေ30ထိဟာဆိုရင်ဒုတိယကြောက်တုံးကြောက်ပြားပေါ်မှာဘုရားသခင်ပေးထားတဲ့အရာဖြစ်ပါတယ်ဆိုတော့ဒီဒုတိယကြောက်တုံးပေါ်မှာပြောထားတဲ့အရာဖြစ်သော6ခုမြောက်သောဘုရားသခင်ရဲ့ပြည့်ညတ်တော်10ပါးလည်းပဲဖြစ်ပါတယ်ဒါဆိုရင်လူသားနဲ့ချစ်ချင်းလူသားအချင်းချင်းချစ်တယ်ဆိုရင်လိုက်လျှောက်ရမယ်ပြည့်ညတ်တော်တစ်ပါးလည်းပဲဖြစ်ပါတယ်ကပ္ပဦးကျမ်းအခန်းနဲ့အပိုက်9ယောဘအခန်း33အပိုက်4တို့ကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ကအသက်ဟာဆိုရင်မြင့်မြတ်တယ်လို့ဘုရားသခင်ကမြင်တယ်ခံယူတယ်အဲ့အတွက်ကြောင့်ဘုရားသခင်ကလူအသက်ကိုမတတ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုတားမြစ်ထားတာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားကျွန်တော်သိရှိရဒါကြောင့်ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်သားလျင်အသက်ပေးပိုင်ရှင်ဖြစ်တယ်လို့သူသားလျင်အသက်ပြန်သိမ်းနိုင်တဲ့ဘုရားဖြစ်ပါတယ်တရားဟောရာကျမ်းခန်း30အပိုက်39မှာဖော်ပြထားပါတယ်ဒီအတန်ကိုနားထောင်တဲ့ပရိသတ်များတင်ရဲ့အိမ်မှာအင်မတန်မှတင်ကြိုက်တဲ့ပုံကိုအင်မတန်မှတော်တဲ့ပချီဆရာကိုဆွဲခိုင်းပြီးတော့တင်ပိုက်ဆိုင်မြောက်များစွာကုန်ပြီးတော့ဆွဲခိုင်းပုံတွေရှိကောင်းရှိပါလိမ့်မယ်အဲ့ဒီအခါမှာတယောက်ယောက်ကလာပြီးတော့အဲ့ဒီဆွဲထားတဲ့ပုံကိုလာဖျက်ဆီးတယ်ဆိုရင်တင်အင်မတန်မှတန်ဖိုးထားတဲ့ပုံဆွဲခိုင်းတဲ့ပုံကိုလာဖျက်ဆီးတယ်ဆိုရင်တင်ဘယ်လိုခံစားမလဲကျွန်တော်တို့လူရဲ့အသက်ဝယ်လို့မရပါဘူးဖယားသခင်ကသူ့ရဲ့ရုပ်ပုံတရံနဲ့တညီဖန်ဆင်းထားတဲ့ပုံတွေဖြစ်ပါတယ်အသက်ဖယားသခင်ကဇီဝအသက်သူကိုယ်တိုင်ပေးမှပဲအသက်ရှင်တဲ့တတဝါဖြစ်လာနိုင်တဲ့အရာဖြစ်ပါတယ်လောကမှာအဲ့ဒီဇီဝအသက်ဆိုတာလည်းပဲကျွန်တော်ပိုက်ဆံနဲ့ပေးဝယ်လို့မရဘူးလူအနေနဲ့အောက်ဆီဂျင်လိုအပ်တဲ့အခါမှာအောက်ဆီဂျင်ဘူးငားပြီးတော့အသက်ရှူပေမဲ့ခဏတာပဲခံပါတယ်ဒါကြောင့်ဘုရားသခင်ကသူဖန်ဆင်းထားတဲ့သူ့ရဲ့ပုံတရာနဲ့တညီဖန်ဆင်းထားတဲ့လူရဲ့အသက်ဟာဆိုရင်အမတန်မှတန်ဖိုးထားပါတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုလူရဲ့အသက်မတတ်နဲ့ဆိုပြီးတော့တားထားတာဖြစ်ပါတယ်မတတ်နဲ့ဆိုတဲ့အရာ research လို့ခေါ်တယ်အဲ့ဒီနေရာမှာအတိတ်ပဲဘယ်လိုမျိုးကြာရောက်လဲဆိုတော့တက်ရောက်လဲဆိုတော့ကျွန်တော်ရည်ရွယ်ပြီးတော့တတ်တဲ့အရာကိုပြောချင်တာဖြစ်တယ်တဲ့ကျွန်တော်တခုခုမရည်ရွယ်ဘဲနဲ့လုံမိတာ accident ဖြစ်ပြီးတော့မမျှော်လင့်ဘဲနဲ့တီးဆုံးသွားတဲ့အရာတွေဒါကြီးကြတော့ဘုရားသခင်ကပြောချင်တာမဟုတ်ဘဲနဲ့ကျွန်တော်ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာကပ္ပဦးကျမ်းအခန်း4အပိုက်8မှာကာယနာသူ့ရဲ့ညီအာဘဲကိုတတ်တာဟာဆိုရင်ဒါဆိုရင်ရည်ရွယ်ပြီးတော့တတ်တာဖြစ်ပါတယ်ဒါကြောင့်ဒီလိုမျိုးရည်ရွယ်ပြီးတော့တတ်တာကိုဘုရားသခင်ကတားတာဖြစ်ပါတယ်နောက်တစ်ခုကပ္ပဦးကျမ်းအခန်း6အပိုက်7ကနေ73ကျွန်တော်ကြည့်တဲ့အခါမှာနောရဲ့ချိန်မှာလည်းပဲတက်ဖြတ်မှုတွေရှိတယ်ဒီအရာကိုလည်းပဲရည်ရွယ်ပြီးတော့တက်ဖြတ်တဲ့အရာတွေဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကမကြိုက်ဘူးဆိုပြီးတော့ကျွန်တော်သိဖို့ရန်အတွက်အားပေးခြင်းပါတယ်ဒီပြင်မကဓမ္မရာဇဝင်ဒုတိယဆောင်အခန်း7မှာဒါဝိဒ်ဘုရင်မင်းကြီးကဥရာယကိုတတ်တာဟာဆိုရင်သူ့ရဲ့မိန်းမလိုချင်လို့တမင်တက်သူတည်နိုင်အောင်တည်ချောင်းရှာပြီးတော့တည်နိုင်တဲ့နေရာကိုပို့ပြီးတော့လှုပ်တဲ့အရာဟာဆိုရင်ဘုရားသခင်မကြိုက်ဘူးဒါကြောင့်လူရဲ့အသက်မတတ်နဲ့ဆိုတဲ့အခါမှာကျွန်တော်ရည်ရွယ်ပြီးတော့လူတယောက်တည်နိုင်အောင်လူတယောက်ဒုက္ခရောက်အောင်လှုပ်တဲ့အရာတွေအားလုံးဟာဆိုရင်ဘုရားသခင်ကလူအသက်ကိုမတတ်နဲ့ဆိုပြီးတော့တားထားတဲ့အရာထဲမှာပါပါတယ်ဒါကြောင့်ရှင်မာသဲ9အပိုက်21မှာဘုရားသခင်ကကျွန်တော်တို့ကိုဘယ်လိုမျိုးဖော်ပြလဲဆိုတော့လူအသက်ကိုမတတ်ရတတ်တော်သူတွေယုံနိုင်အပြစ်စီရင်ခြင်းကိုခံထိုက်ပြီးဟူသောရှေးပြင်းရဲ့စကားကိုသင်တို့ကြားရပြီဆိုပြီးတော့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကဓမ္မဟောင်းကျမ်းမှာဘုရားသခင်ရဲ့ပြည့်ညတ်ထားတဲ့ပေးထားတဲ့ပြည့်ညတ်တော်10ပါးတိုင်းမှာပေးထားတဲ့အရာကိုအတိအမှတ်ပြုပြီးတော့ဓမ္မတစ်ကျမ်းထဲမှာသူကိုယ်တိုင်ပြန်ပြီးတော့ပြောတဲ့အရာဖြစ်ပါတယ်ဒီလူအသက်တတ်ခြင်းဆိုတဲ့အရာကိုသခင်ယေရှုခရစ်တော်ကဘယ်လိုမျိုးအကျယ်ချဲ့သည်လဲဆိုတော့ရှင်မာသဲခရစ်ဝင်ခန်း9အပိုက်21ကနေ22ကျွန်တော်ကြည့်တဲ့အခါမှာငါပြည့်ညတ်ဒီကညက်ကိုအထောက်မတန်
အမျက်ထွက်သောသူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံထိုက်ပြီးညာကိုကဲ့ရဲ့သောသူသည်လွတ်တော်၌အပြစ်စီရင်ခြင်းကိုခံထိုက်ပြီးညာကိုချိန်ဆသောသူသည်ကေဟနာအရက်၌မြေရှုခြင်းကိုခံထိုက်ပြီးဆိုပြီးတော့ဖော်ပြထားပါတယ်ကျွန်တော်တို့ညာကိုလက်နဲ့ဓာတ်နဲ့လန်နဲ့တနတ်နဲ့မတက်ပေမဲ့ကျွန်တော်ဝိညာဉ်ရေးဘက်မှာညာကိုကျွန်တော်ဘယ်လိုမျိုးတတ်ကြလဲမုံတီးခြင်းအဖြစ်တတ်တာရောက်တယ်လို့သူနဲ့ရံဖြစ်ပြီးတော့ဒေါသထွက်ပြီးတော့ပြုတ်လုခြင်းအဖြစ်ဝိညာဉ်ရေးဘက်မှာတတ်တယ်လို့ဖြစ်သွားနိုင်တယ်ဒီပြင်ကသူမကြိုက်တဲ့အရာခါးသီးအောင်ဝမ်းနဲ့အောင်ကျွန်တော်ပြုတ်လို့တဲ့အရာတွေလည်းပဲကျွန်တော်ညီအကိုကိုတတ်တာရောက်တယ်ဆိုပြီးတော့သခင်ယေရှုခရစ်တော်ကကျွန်တော်ကိုအကျယ်ချက်ဖော်ပြတဲ့အရာကိုကျွန်တော်သိရှိရပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တယောအခန်း3အပိုက်15မှာညီအကိုကိုမုန်းတဲ့သူတွေဟာဆိုရင်လိုတတ်တမှာပဲဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ကျွန်တော်ကိုယ်ွယ်တဲ့ဖခင်သခင်ကဘယ်သူကိုမှမမုန်းစေခြင်းဘူးအားလုံးကိုပဲချစ်စေခြင်းနဲ့ဖခင်ဖြစ်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ဖခင်စီခိုင်းထားတဲ့အတိုင်းကျွန်တော်အသက်ရှင်နေဆိုရင်ကျွန်တော်မှာရန်သူမရှိဘူးအင်မတန်မှပျော်ရွှင်တဲ့ပတ်ဝန်းကျင်ပျော်ရွှင်တဲ့မိသားစုပျော်ရွှင်တဲ့တငယ်ချင်းပျော်ရွှင်တဲ့ရွာပျော်ရွှင်တဲ့ရက်ကွက်ပျော်ရွှင်တဲ့မြို့ဖြစ်မှာဖြစ်ပါတယ်တချို့လူတွေကပြောတယ်ငါဘယ်သူမှငါမတတ်ဘူးဆိုပြီးတော့ပြောပါတယ်ဒါပေမဲ့သူတို့ရဲ့စကားအဖြစ်သူတို့ရဲ့အတန်အဖြစ်လူတွေကိုတတ်တာလူတွေကိုဒုက္ခပေးတာသူတို့အားနဲ့သူတို့မတိကြဘူးတနေ့ကျတော့လူတယောက်ကငါဘယ်သူမှမတတ်ဘူးငါဒီရက်ကွက်မှာဒီအိမ်မှာငါအိမ်ဘေးနာလူတွေနဲ့နေတာတော်တော်ကြာပြီဆိုပြီးတော့ပြောပါတယ်ဒါပေမဲ့အဲ့ဒီအိမ်ဘေးနာလူတွေကသူတို့ရဲ့မိသားစုထဲမှာတယောက်ယောက်ကဒုက္ခရောက်တဲ့အခါမှာသူပြောနေတယ်ဒီလိုမျိုးဖြစ်တဲ့ဆိုရင်ဖခင်ရဲ့အမြင်မှာသူ့ရဲ့အိမ်ဘေးနာလူကိုဒီလူကမုန်းတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဝမ်းနဲ့ဒုက္ခရောက်တဲ့အခါမှာဒီလူကပျော်ရွှင်တဲ့အတွက်ကြောင့်သူ့အိမ်ဘေးနာလူသူကလက်အားဖြင့်မတတ်ပေမဲ့သူအိမ်ဘေးနာလူမုန်းတဲ့အတွက်ကြောင့်ဘုရားသခင်ကလူတတ်တယ်လို့ပဲမြင်ပါတယ်။အဲကြောင့်ဒီနေ့ကျွန်တော်တို့ဒီလူအသက်ကိုမတတ်နဲ့ဆိုတဲ့အရာကိုကျွန်တော်လက်တွေ့မတတ်အောင်ဘယ်လိုမျိုးအကောင့်ထဲပေါ်ရမလဲဆိုတော့ဖြည့်ဆည်းခြင်းတဲ့စိတ်ဓာတ်ဟိုတမျှကိုကျွန်တော်ဖယ်ရှားဖို့ညှင်းပယ်ဖို့ဖြစ်ပါတယ်ကျွန်တော်အပြောအဆိုအားဖြင့်တော့၎င်းအမိုးအရာအားဖြင့်တော့၎င်းကျွန်တော်လှုပ်ရှားမှုတစ်ခုခုအားဖြင့်တော့၎င်းလူရဲ့အသက်ကိုမတတ်မိဖို့ရန်အတွက်အားပေးခြင်းပါတယ်အဖက်အခန်းလေးအပိုက်31ကနေ30ကျွန်တော်ကြည့်တဲ့အခါမှာနှလုံးသားကိုမုန်းသိခြင်းအမှထိမ့်သိမ်းစောင့်ရှောက်ဖို့ဖော်ပြထားတာကျွန်တော်တွေ့ရှိရတယ်ဒါကြောင့်လူတွေကိုခွင့်လွှတ်မယ်လူတွေရဲ့အဖြစ်ကိုမမှတ်ထားဘူးအဲ့လိုမျိုးနေဖို့ရန်အတွက်ကျမ်းစာကျွန်တော်ကိုအားပေးထားပါတယ်ကျွန်တော်လူတွေကိုနှိမ်တယ်ဖျားနာသောသူကိုဂရုမစိုက်ဘူးဒုက္ခရောက်နေတဲ့သူကိုမကူညီဘူးဆိုရင်ကျွန်တော်လူအသက်ကိုတတ်တယ်လို့ပဲဖြစ်ပါတယ်ဖျားသခင်ကအသက်ဟာဆိုရင်အစအဆုံးထိတန်ဖိုးရှိအောင်ဖျားသခင်ကကျွန်တော်ကိုဖန်ဆင်းထားတာဖြစ်ပါတယ်အစလေးမှာတန်ဖိုးရှိတယ်အဆုံးမှာတန်ဖိုးမရှိတော့ဘူးဆိုပြီးတော့ဖျားသခင်ကအဲ့လိုမျိုးဖန်ဆင်းထားတာမဟုတ်ဘူးကျွန်တော်ရဲ့အသက်တာတစ်လျှောက်လုံးဖျားသခင်ကတန်ဖိုးရှိအောင်ဖန်ဆင်းထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ကျမ်းမာရေးကိုလည်းပဲကျွန်တော်ဂရုစိုက်ဖို့ဖြစ်ပါတယ်တခါလေကိုဂရုမစိုက်မိဘူးကိုရဲ့ကျမ်းမာရေးနဲ့မကိုက်ညီတဲ့အရာတွေလည်းပဲကိုကစားတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာလည်းပဲကိုတတ်နေတယ်လို့ဖြစ်ပါတယ်ဒီအတွက်ကြောင့်ဘုရားသခင်ကလူအသက်ကိုမတတ်နဲ့ဆိုတဲ့အခါမှာတခြားလူကိုတွားပြီးတော့တတ်တာပဲမကဘူးကိုတတ်တယ်ကိုဒုက္ခရောက်တယ်ကိုနဲ့မကိုက်ညီတဲ့အစားအစာကိုတွားစားတယ်ဒီအရာတွေလည်းပဲကိုယ့်ရဲ့ကိုယ်ခန္ဓာကိုတန်ဖိုးမထားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အသက်ကိုမနှမျောတာဖြစ်တဲ့အတွက်ကြောင့်ဒါလည်းပဲကျွန်တော်တတိထားဖို့ရန်အတွက်ဖြစ်ပါတယ်သခင်ယေရှုဟာဆိုရင်ကျွန်တော်ရဲ့အသက်ပေးပိုင်ရှင်ဖြစ်ပါတယ်သူကကျွန်တော်ကိုဘယ်လိုဖော်ပြလဲဆိုတော့ရှင်ယောဟန်30ပိုက်30မှာသခင်ယေရှုဟာဆိုရင်ဒီလောကကိုလာတာဆိုရင်အသက်ပြန်ပေးဖို့ရန်အတွက်လာတာဖြစ်ပါတယ်ကာရဏီတောင်ကုန်းပေါ်မှာသခင်ယေရှုခရစ်တော်ကဒီမုန်းတီးခြင်းအားလုံးဖြည့်ဆည်းခြင်းအားလုံးဟာဆိုရင်သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့သူအောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီနေ့သခင်ယေရှုခရစ်တော်ကိုချစ်တယ်ဖခင်သခင်ကိုချစ်တယ်ဆိုရင်သူပြည့်ညက်ထားတဲ့အရာလူအသက်ကိုမတတ်နဲ့ဆိုတဲ့အရာကိုလည်းပဲမတတ်သူများအသက်ကိုလည်းမတတ်ပါစအားဖြင့်အပြောအဆိုအနည်းအထိုင်အားဖြင့်၎င်းလက်တွေ့အားဖြင့်၎င်းကျွန်တော်မတတ်ဘူးရင်အတွက်ဘုရားသခင်ကျွန်တော်ကိုတတိပေးထားတာဖြစ်ပါတယ်ကျွန်တော်လူရဲ့ခွန်အားအဖြစ်မလောက်ဆောင်နိုင်ပြီမဲ့တန်ရှင်တော်ဝိညာဉ်တော်
ဖခင်တခင်ကကျွန်တော်ဖိတ်ခေါ်ရဲဆိုရင်ပေးမယ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ဖိတ်ခေါ်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ကိုငင်မယ်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ကိုငင်တဲ့အခါမှာအဲ့ဒီခုနတော့စိတ်ဆူးခြင်းဒေါသဖြစ်စေတဲ့အရာခါတီးမှုကိုပြုတ်စီတဲ့အရာဟိုတမျှတခြားလူကိုဒုက္ခပေးခြင်းတဲ့စိတ်ဟိုတမျှဆိုရင်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ကျွန်တော်ပယ်ရှားနိုင်ပြီးတော့ဖယ်ရှားနိုင်ပြီးတော့ကျွန်တော်ဟာအသက်တာဆိုရင်ဘုရားသခင်ပြောထားတဲ့အတိုင်းပဲလူအသက်ကိုမတတ်တာတမကဘူးဘုရားသခင်လူချင်တဲ့အရာဖြစ်တော့လူတွေကိုကျွန်တော်ချစ်နိုင်မှာဖြစ်တယ်လူတွေကိုကျွန်တော်ခွင့်လွှတ်နိုင်မှာဖြစ်တယ်လူတွေရဲ့အသက်ကိုကျွန်တော်ကာကွယ်ခြင်းမှာဖြစ်ပါတယ်အကယ်လို့ကျွန်တော်တို့မုံသေးခြင်းနဲ့ပဲကျွန်တော်ရဲ့နှလုံးသားထဲမှာပြည့်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ပါးစပ်အနေပြီးတော့တစ်ချိန်လုံးပဲမုံသေးတဲ့စကားကိုကျွန်တော်ထွက်နေခဲ့တဲ့ဆိုရင်ကျွန်တော်ဒီနေ့ကနေစပြီးတော့ဘုရားသခင်ကနောင်တရပွင့်တဲ့ကျွန်တော်ကိုခေါ်ပါတယ်သူ့အနေနဲ့ကိုယ်တာပေးခြင်းပါတယ်အဲ့ဒီစိတ်ဓာတ်ကိုအဲ့ဒီနှလုံးသားကိုဒါကြောင့်ကျွန်တော်တို့အရောက်စီတိုင်းဘုရားရဲ့လူသူများအတွက်ငြိမ်သက်ခြင်းကိုပေးတဲ့လူဖြစ်ဖို့ရန်အတွက်ဘုရားရဲ့ပေးထားတဲ့ငြိမ်သက်ခြင်းလည်းပဲသူများရရှိစေတဲ့ပုံကိုဖြစ်ဖို့ရန်အတွက်ဘုရားဒီနေ့ကျွန်တော်ကိုဖိတ်ခေါ်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီလောကကိုကျွန်တော်ကြည့်တဲ့အခါမှာဘုံသေးခြင်းနဲ့ဖြည့်ဆည်းခြင်းနဲ့စိတ်နဲ့ပြည့်ဝနေတဲ့လောကဖြစ်ပါတယ်အဲ့ဒီအရာတွေနဲ့ပဲပြည့်ဝနေတဲ့လောကဖြစ်ပါတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ဒီနေ့ကျွန်တော်ကိုသူ့ရဲ့ချစ်ချင်းမြတ်တာအဖြစ်ကျွန်တော်ကိုဖိတ်နေပါတယ်လူများကိုမုန်းတီးတဲ့စိတ်လူများပေါ်မှာစိတ်ဆူးတစ်ချိန်လုံးပဲစိတ်ဆူးတဲ့စိတ်လူများကိုမကြည်တဲ့စိတ်ဓာတ်နဲ့ကျွန်တော်နေမဲ့အရာကနေပြီးတော့ကျွန်တော်လက်များကိုပြီးတော့ဘုရားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့ရန်အတွက်ဖိတ်ခေါ်ခြင်းပါတယ်။တဲ့အနေနဲ့လူတယောက်ယောက်ကိုခွင့်လွှတ်ဖို့ရန်အတွက်လိုအပ်နေတယ်ဆိုရင်လည်းပဲဒီနေ့အနေစပြီးတော့ခွင့်လွှတ်လိုက်ပါသင်ပျော်ရွှင်မှုရလိမ့်မယ်။ဘာကြောင့်လဲငြိမ်သက်ခြင်းကိုပေးတဲ့ဘုရားသခင်ကတင့်ကိုငြိမ်သက်ခြင်းကိုပေးခြင်းတာဖြစ်ပါတယ်။ဒီနေ့လူရဲ့အသက်ကိုကာကွယ်ဖို့ရန်အတွက်သင်ရဲ့လက်ထဲမှာရှိတယ်ဆိုရင်လည်းပဲကာကွယ်ပေးလိုက်ပါလူရဲ့အသက်ဟာဆိုရင်အမတန်မှတန်ဖိုးရှိပါတယ်ဘုရားသခင်ကတန်ဖိုးရှိအောင်လည်းပဲဖန်ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီသင်မလုံနိုင်တဲ့အရာကိုမဖြစ်စေချင်ပါနဲ့သခင်ယေရှုခရစ်တော်ကိုယ်တိုင်သူကလှုပ်ဆောင်နိုင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်ဒါပေမဲ့သူကပဲပြန်ပြီးတော့ကာကွယ်တဲ့ဘုရားသခင်ဖြစ်ပါတယ်ကယ်တင်တဲ့ဘုရားသခင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကျမတို့အနေနဲ့မလှုပ်ဆောင်နိုင်တဲ့အရာပါဖြစ်လို့ဖြတ်စည်းခြင်းမှာလဲဖြတ်စည်းခြင်းတာလဲပြန်ပြီးတော့စဉ်းစားဖို့အရန်လိုအပ်ပါတယ်ခုနကတော့ကျွန်တော်ပုံပြင်မှာပြောခဲ့သလိုပေါ့နော်ဥပမာအနေနဲ့ပြောခဲ့သလိုကျွန်တော်ကိုယ်တိုင်မဆွဲနိုင်တဲ့အရာပချီတွေငားပြီးတော့ဆွဲစီတဲ့အရာကိုတောင်မှတယောက်ယောက်လာပြီးတော့ဖြတ်စည်းတယ်ဆိုရင်ကျွန်တော်မပျော်ဘူးကျွန်တော်ကစိတ်ဆူးတယ်ဒီနေ့ကျွန်တော်တို့ကိုသူ့ရဲ့ရုပ်ပုံတရံနဲ့တငီဖန်ဆင်းထားတဲ့ဘုရားသခင်ကကျွန်တော်ကိုအင်မတန်မှချစ်တယ်ကျွန်တော်ရဲ့အသက်ကိုနှမျောတယ်ဒီအတွက်ကြောင့်ဘုရားပေးထားတဲ့အသက်ကိုလုံးဝမတတ်မိဘူးဒီပြင်မှာကကျွန်တော်အပျော်အားဖြင့်လည်းပဲမတတ်မိဘူးအကြည့်အားဖြင့်လည်းမတတ်မိဘူးဘုရားသခင်ကကျွန်တော်ရဲ့အသက်ကိုကာကွယ်ခြင်းလို့တယောက်နဲ့တယောက်ကိုချစ်ချင်းမေတ္တာနဲ့နေစေခြင်းလို့ဒီနေ့လူအသက်ကိုမတတ်နဲ့ဆိုပြီးတော့ကျွန်တော်ကိုဘုရားရဲ့ပညတ်တော်10ပါးထဲမှာတစ်ခုအနေနဲ့ပါဝင်စေတာဖြစ်ပါတယ်ဘုရားပေးထားတဲ့ငြိမ်သက်ခြင်းဘုရားပေးထားတဲ့ခွင့်လွှတ်ခြင်းဖျားပေးထားတဲ့ကောင်းခြင်းမင်္ဂလာဖျားများကိုချစ်ချင်းအပြည့်အဝနဲ့ကျွန်တော်ရရှိခံစားပြီးတော့အသုံးပြုနိုင်တော့သူများဖြစ်နိုင်ဖို့ရန်နဲ့ဖျားတားထားတယ်လို့လူအသက်ကိုဘယ်လိုမျိုးအားဖြင့်မတက်မိအောင်ဖျားနဲ့ဆက်အတူဆက်ကပ်ပြီးတော့တွာလာနေတော့သူများဖြစ်နိုင်ဖို့ရန်အတွက်အရောက်စီတိုင်းကိုဖျားရှင်ကောင်းခြင်းမင်္ဂလာချပေးပါစေအာမင်